မင်္ဂလာပါမိတ်ဆွေတို့မင်းကိုမနာလိုတဲ့သူတွေစီကနေပညာသင်ပါမင်းကိုမနာလိုဖြစ်နေတဲ့သူတွေဟာမင်းရဲ့အားနည်းချက်ကိုစာဖွေဖို့မင်းကိုယ်တိုင်နဲ့တောင်ပို့ပြီးအားစိုက်ထုတ်နေကြတဲ့သူတွေပါတကယ်တော့မနာလိုတဲ့ဆိုတာမင်းစီမှာသူတို့မရှိတဲ့အားသာချက်တစ်ခုခုရှိနေလို့ပဲအဲ့ဒါကြောင့်ဦးတို့ရဲ့တိုက်ခိုက်မှုတွေအပေါ်စိတ်ဆိုးနေမဲ့အစားအေးအေးဆေးဆေးပဲလေ့လာကြည့်လိုက်ပါသူတို့ဘယ်အချက်ကိုထောက်ပြပြီးမင်းကိုတိုက်ခိုက်နေတာလဲအဲ့ဒီအထဲမှာမင်းတကယ်ပြင်ရမယ်အားနဲ့ချက်ပါနေလားပါတယ်ဆိုရင်ပြင်လိုက်ပါမဟုတ်ပဲအလေကားသက်သက်မနာလူလူပြောနေတာဆိုရင်တော့မင်းဟာသူတို့ထက်ခြေတလှမ်းသာနေပြီဆိုတာကိုအလိုလိုသိသွားပါလိမ့်မယ်မင်းကိုမနာလိုတဲ့လူတွေကမင်းရဲ့တိုးတက်မှုကိုအစစ်စီးဆုံးလူတွေပါသူတို့မနာလိုလီမင်းပူပြီးအောင်မြင်လီပဲလေအဲ့ဒါကြောင့်သူတို့ကိုရန်သူလိုသဘောမထားပါနဲ့ကိုပူကောင်းအောင်လှုပ်ဖို့တွန်းအားပေးနေတဲ့အဖိုးအခမဲ့ဆရာတွေလိုပဲသဘောထားလိုက်ပါမင်းရဲ့အောင်မြင်မှုကပဲသူတို့ကိုအကောင်းဆုံးတုတ်ပြန်လိုက်တာမျိုးဖြစ်ပါစေကျေးဇူးတင်ပါတယ်